ဝင်ဂျိုဝင်နဲ့ပတ်သက်တဲ့ဟာပဲနော်အဲ့တော့ဘယ်လိုမှဂျိုဝင်ရရပါတော့ဟုတ်သူကဥမာတနင်္ဂနွေဂျိုတက်ခတ်ရင်နော်အဲ့မှာတနင်္ဂနွေဂျိုတက်ခတ်ရင်ကိုလုံးဝမရရပါတော့သူကအဲ့မှာနာရီကိစ္စများအကူအညီပေးရမယ်နော်အဲ့မှာထင်ပေါ်မှုမရှိတဲ့လူတွေကိုအကူအညီပေးရမယ်နောက်တစ်ခုကထောင်မှုခင်းဆေးရုံသမားတွေကိုအကူအညီပေးရမယ်နောက်တစ်ခုကအိုးအိမ်များတိဆောက်လက်စလူတွေကိုအကူအညီပေးရမယ်ပစ္စည်းငွေကြေးနော်နောက်တစ်ခုကဆိုလို့ရှိရင်အဲ့မှာအိုးအိမ်မင်္ဂလာပွဲတွေလုပ်တယ်ဆိုလို့ရှိရင်လည်းအဲ့မှာကိုကဘယ်လိုမှမန္တဆောက်တာမျိုးဘာညာကြီးအကူအညီပေးရမယ်သူကအဲ့လိုအကူအညီပေးလို့ရှိရင်သူ့ရဲ့နဝင်းမှာကြာစာပကြီးရှိတယ်နော်ဒီကတနင်္ဂနွေသူ့ရဲ့ခိုက်ကိုသူကရေရာခြိလိုက်လို့ရှိရင်ကိုအတွေးအခေါ်တွေဖန်လာမယ်သူကအဲ့မှာမကောင်းတဲ့အကျော်ဘာကိစ္စများမကြုံဆုံးတော့ဘူးဒါကတနင်္ဂနွေသူမှာဆိုလို့ရှိရင်ဒါတို့ကဘယ်လိုရေရာပေါ့နော်နောက်တစ်ခုကအဖေအမေသူ့ဘက်ကိုပဲအဖေအမေကိုလုံကြီးအင်းကြီးအဝတ်စားတွေများဆိုပူဇော်ကြောက်ရမယ်ဟုတ်သူကနော်နောက်တစ်ခုကဆိုလို့ရှိရင်အဲ့တနင်္ဂနွေဂျိုမှာဆိုလို့ရှိရင်ဒီဟိုဘက်ကမကောင်းတဲ့ဂျိုတွေမှာကိုကဖြတ်မှာဝင်နေတဲ့အတွက်ဖြစ်တဲ့အတွက်လုံကြီးအင်းကြီးများလည်းအစ်စ်များချုပ်ထားခြင်းတယ်သူကပေါ့နော်အဲ့ဒါမျိုးနောက်တစ်ခါတနင်္လာဂျိုအမတနင်္လာဂျိုကြလို့ရှိရင်သူကတနင်္ဂနွေခိုက်ရှိတာအဲ့တော့အိုးအိမ်များအဲ့မှာပြင်ဆင်တဲ့လူမတတ်နိုင်တဲ့လူတွေကိုကတစ်တို့တန်တို့ဆိုဝယ်ပြရမယ်ဒါမှမဟုတ်ရင်ကိုယ့်ရဲ့သွေးသားအုပ်စုညီကိုမောင်နှမတွေမှာဆင်းရဲတဲ့လူများရှိရင်ထမင်းခေါ်ကျွေးရမယ်ဒါမှမဟုတ်ရင်အဲ့လူတွေကိုဆန်စီစားငရုတ်ချက်တုံပေးရမယ်ဟုတ်နောက်တစ်ခုကစနေလာဂျိုမှာသူ့ဘက်ကိုပဲအမေများကိုအဲ့မှာခြုံပေါ်ဝါတစ်ထည်စီခူရမယ်နောက်တစ်ခုကကိုကဟိုဘက်မှာအင်္ဂါဘိုလ်လူစံတွေဖြတ်တော့မှဖြစ်တဲ့အတွက်အဝတ်စားကိုစိတ်ကြိုက်ဒါမှမဟုတ်ကိုယ့်ရဲ့နှဝင်းအညွန့်အယောင်ပါတဲ့အဝတ်စားများချုပ်ထားရမယ်အဲ့အဝတ်စားတွေကိုဟိုဘက်အင်္ဂါဘိုလ်လူစံတွေဖြတ်တဲ့အခါမှာဝတ်ပြီးတော့အဆောင်သဘောမျိုးနဲ့လုပ်ရမယ်နော်နောက်တစ်ခုကအင်္ဂါကျိုးနော်ဟိုမှာတက်ခတ်တဲ့အခါမှာငွေကြေးများကိုဘလို့ရှိရင်ဗရေသပင်တီးပြီးတော့လှူပေးရမယ်အဲ့မှာအကျော်နဲ့ပတ်သက်တဲ့ယောဂဝေဒနာရှင်များကိုလည်းအကူအညီပေးရမယ်နောက်တစ်ခုကငွေကြေးလိုအပ်တဲ့လူတွေကိုလည်းကိုယ့်အနေနဲ့တတ်နိုင်သလောက်အဲ့မှာအကူအညီပေးရမယ်နောက်တစ်ခုကဗုဒ္ဓဟူးဂျိုကြလို့ရှိရင်အဲ့မှာစာကလေးများစကားလေးကျွေးတာမျိုးသူအဲ့မှာစိတ်တွေကိုသွားပြီးအစားကျွေးတာမျိုးတောင်မှမဟုတ်အယူတော်မှာသွားပြီးတော့စိတ်မမှန်တဲ့လူတွေကိုအဲ့မှာအစားစရာတောက်စရာတနည်းစာတနတ်စာသွားကျွေးတာမျိုးဆိုလို့အဲ့ဒါမျိုးနဲ့လုပ်ပေးရမယ်သူကနောက်တစ်ခုကစနေဂျိုတက်ခတ်တဲ့အခါမှာသူများအဲ့မှာဆေးရုံဆေးခန်းတွေလိုက်ပို့ပေးရမယ်အဲ့မှာဆေးဘူးဝါးခါတွေပေးရမယ်နောက်တစ်ခုအချုပ်သားတွေကိုနဲ့နှီးစပ်တဲ့လူရှိရင်အချုပ်သားတွေကိုအဲ့မှာထမင်းဟင်းကျွေးတာမျိုးတို့ဒါမှအစားကျွေးပေးတာမျိုးတို့ဒါမှအဝတ်စားပေးတာမျိုးတို့ဒါမှမဟုတ်ထောင်ဝင်စားသွားတွေ့ပေးတာမျိုးတို့ဒါကိုယ်အနေနဲ့လုပ်ပေးရမယ်နောက်တစ်ခုကအဲ့မှာကြာစာဘေးဂျိုတက်ခတ်တဲ့အခါမှာဆိုလို့ရှိရင်သူကပညာအတွေးခေါ်ခိုက်ပေါ့နော်ဆိုလို့ရှိရင်အဲ့ဒါကြီးလူဟာမျိုးလေဆိုလို့ရှိရင်သူကပညာခိုက်အတွေးခေါ်ခိုက်ဆိုတာလှုပ်ရှားလို့မရထုတ်လို့မရတဲ့ဟာမျိုးအဲ့တော့ကိုယ်ဝန်ဆောင်ခမများသူကဒါမှမဟုတ်ရင်ကိုကအဲ့မှာဆိုလို့ရှိရင်မွေးဖွားကာစကလေးတွေအဲ့မှာကိုယ်နေကသူတို့အတွက်အသုံးဆောင်စေဝါပစ္စည်းငွေကြေးအကူအညီပေးရမယ်နောက်တစ်ခုကဆိုလို့ရှိရင်တောက်ကြကျူနောက်တစ်ခုကရာဟုကျူတက်ခတ်တဲ့အခါမှာဆိုလို့ရှိရင်အဲ့မှာဒီဘာရည်ရလုပ်ပေးရမလဲဆိုလို့ရှိရင်အဲ့မှာကလေးတွေကိုပျော်ရွှင်တဲ့မွေးနေ့ပွဲလေးတွေရည်စရာရုပ်ရှင်ကားလေးတွေဗီဒီယိုကားလေးတွေပြပေးရမယ်ဒါမှမဟုတ်မိသားစုတွေဆိုလို့ရှိရင်ပျော်ရွှင်ရွှင်နဲ့ဝင်တော့ခရီးထွက်ရမယ်မိတ်ဆုံစားပွဲသဘောမျိုးထွက်ပေးရမယ်အဲ့မှာတောက်ကြကျူတက်ခတ်တဲ့အခါကျရင်ဆိုဘာလို့ရမလဲဆိုလို့ရှိရင်ပညာရေးနဲ့ပတ်သက်တဲ့စာအုပ်စာတမ်းတွေလှူဒန်းပေးရမယ်အဲ့မှာခဲတံတို့ဘော့ပေတို့နော်ဖောင်တိန်တို့ကြောက်တန်းတို့ဆိုရင်အဲ့ဒါတွေကခုနမရှိတဲ့ကလေးတွေကိုလှူဒန်းပေးရမယ်ဒါရောက်တဲ့ဂျိုခွင်တခွင်ရဲ့သူကအဲ့ဒါပါ
ဘာရေတွေကခေါ်လဲဆိုလို့ရှိရင်အတွင်းရေတွေကလို့ခေါ်တယ်ဒါအတွင်းရေတွေကကိုကလှူပေးတာစိုက်ပြီးတော့နော်ခုနအပြင်းရေတွေကဆိုတာကျွန်တော်တို့ခုနချီမန်းခွင့်အညွန့်ခက်တွေနဲ့ရိုက်တာနော်အဲ့ဒါမျိုးအဲ့တော့မင်းဘာသိချင်ဆရာဟိုတာမျိုးဒီဦးရလည်းမရတာခရီးတွားရင်ဆရာဒီအင်တူလက်များနေတာမသိကြည့်ရဆိုတာဘာပြောရလဲသူကခရီးတွားရင်ပေါ့ဆရာဒီဆိုတာအင်တူလက်မှငကိုတိုင်လားယာရီတယ်လားဆိုတာသူပြောတာသူကဒီလိုဥမာမင်းမေးတဲ့အသေးပဲကိုငါနားစတော့ရှင်းရရင်ဥမာဒီလူတယောက်ခရီးဝေးသွားမလားခရီးနီးသွားမလားအဲ့ဒါမျိုးဆိုလို့ရှိရင်ခုနအင်တူလက်ကငကိုပါဆိုအနီးနာပဲသွားတာဥမာရန်ကုန်ကလူဆိုရင်ဟိုနေပဲပေါ့ရန်ကုန်မြို့ထဲပဲပေါ့သူကတကယ်လို့ခရီးဝေးဆိုလို့ရှိရင်ခြေစွပ်သိမ့်မှုယာယီယူအဲ့ဒါရန်ကုန်မြို့ရဲ့အပြင်ပေါ့နော်မိုင်40 50 60 80ဆိုရင်ဒါမျိုးကိုသွားမှာသူကတကယ်လို့ဒီလာမေးတဲ့သူကဆရာကျွန်တော်ခီးသွားမလို့ဟိုမှာဆိုလို့ရှိရင်ယာယီတိုင်းပေါ့ယာယီတိုင်းဆိုအဝေးပဲဟိုနေပေါ့နော်အမိုင်ယာကျော်တဲ့ဟိုနေမျိုးခရီးမျိုးကြီးသူအဲ့ဒါမျိုးကြီးအဲ့တော့အဲ့ခရီးတွေကကောင်းတဲ့ခရီးလားမကောင်းတဲ့ခရီးလားခုနအင်္ဂါဘုရုဆက်နေကိုကြည့်လိုက်အင်္ဂါဘုရုဆက်နေခတ်နေရဆိုလို့ရှိရင်မကောင်းတဲ့ခရီးတွေများတယ်မအောင်မြင်တဲ့ခရီးတွေများတယ်ဆိုအဲ့ဒါမျိုးတကယ်လို့ရာဇဝတ်ကပတ်တန်လာပေါ့ဆိုရင်တော့အောင်မြင်တဲ့ခရီးတွေအပျော်ခရီးတွေများတယ်ဟုတ်ဆရာဦးကျော်မျိုးဆိုတာဆရာအဓိကဒီလောကဓာတ်နဲ့တက်ခတ်ပဲဟုတ်တာပေါ့အတွင်းပဲပေါ့မဟာဘူးနဲ့ပေါ့ဟုတ်တယ်အဲ့ဒါနဲ့ဟုတ်တယ်အဲ့တော့ဆရာကြီးရဲ့အဓိကပညာကတော့သူကလောကဓာတ်၈ပါးနဲ့နော်ဟိုသူ့ရဲ့အတွင်းငင်နဲ့ပေါ့သူ့ရဲ့အတွင်းငင်နဲ့အဲ့မှာနေတိုင်းကသူ့ကိုသွားပြီးအထောက်အကူပေးတယ်ဒါအဓိကတော့တက်ခတ်ပဲသူကနောက်တစ်ခုကတက်ခတ်ကိုမှန်အောင်ဟောနိုင်မှသူတက်ခတ်ဒူကိုကျွမ်းကျင်မှဒီလူတွေကကိုယ့်ချင်မှမြဲမှာခုကျွန်တော်ချင်မှဆိုလို့ရှိရင်အနည်းဆုံး10နှစ်15နှစ်သမားရေးယူရဲ့သူကဘာဖြစ်လို့လဲကျွန်တော်တက်ခတ်ဒူကျွန်တော်ပိုင်တာဟုတ်အေးရောမင်းလာမယ့်နေ့ဘာဖြစ်တော့မလဲမင်းအဲ့ဒါမင်းဆိုလို့ရှိရင်လှုပ်ဆန်းကွာဒါလူသားဟိုကလူသားကျွန်တော်ပေါ့နော်အဲ့ဒါမျိုးကျွန်တော်ခဏပြပိတ်ထား